လေးတယောက်ရဲ့ဘာသာစကားဖွင့်ပြမှုကအရေးကြီးလားကလေးတယောက်ရဲ့ဘာသာစကားဖွင့်ပြမှုကသူတို့ရဲ့အနာဂတ်အတွက်အခြေခံအုတ်မြစ်ဖြစ်ပါတယ်ဒါတော့ဒီအကြောင်းလေးကိုအချက်၃ချက်လောက်နဲ့ရှင်းပြမှာဖြစ်ပါတယ်နံပါတ်1ကတော့ဆက်သွယ်မှုစွမ်းရည်ပါဘာသာစကားဆိုတာကကလေးတွေအတွက်ပထမဦးဆုံးဆက်သွယ်ရေးကိရိယာပါစကားပြောတတ်လာခြင်းကသူတို့ရဲ့လိုအပ်ချက်ခံစားချက်တွေကိုခေါ်ပြတာဖြစ်ပြီးတော့မိသားစုတငယ်ချင်းတွေနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးတွေတည်ဆောက်နိုင်ဖို့အတွက်အထောက်အကူဖြစ်စေပါတယ်။နံပါတ်2အတွေးခေါ်နဲ့ဉာဏ်ရည်ဖွံ့ဖြိုးမှုစကားလုံးတွေကိုသင်ယူခြင်းကကလေးရဲ့အုံနောက်ကိုလေ့ကျင့်ပေးရရောက်ပါတယ်။ဘာသာစကားကျွယ်ဝတဲ့ကလေးကသူ့ရဲ့အုံနောက်ကိုဉာဏ်ရည်ထက်မြက်ဖို့အတွက်သင်ပေးနေတာပါပဲ။လေ့ကျင့်ပေးနေတာပါပဲ။ဘာသာစကားကျွယ်ဝတဲ့ကလေးတွေကပြဿနာတွေဖြေရှင်းနိုင်တယ်။စင်ကြင်တုံတရားနဲ့ဖန်တီးနိုင်စွမ်းတွေလည်းပိုမြင့်ကြပါတယ်။နံပါတ်3ကတော့ပညာရေးနဲ့လူမှုရေးအောင်မြင်မှုဘာသာစကားကောင်းတက်မြောက်ထားရင်ကလေးတွေကကျောင်းမှာပုံမူပြီးတော့ထိရောက်စွာလေးလာသင်ယူနိုင်မှာဖြစ်ပြီးတော့လူမှုပတ်ဝန်းကျင်မှာလည်းကိုယုံကြည်မှုရှိနဲ့ပါဝင်ဆက်ဆံနိုင်ကြပါတယ်။ဒါကြောင့်ကလေးရဲ့ဘာသာစကားဖွင့်ပြမှုကိုငယ်စဉ်ကတည်းကအားပေးဖို့အရေးကြီးပါတယ်။စာဖတ်ပြခြင်းစကားပြောဆိုခြင်းသချင်းဆိုပေးခြင်းစတာတွေနဲ့ကလေးတွေရဲ့စကားလုံးအသစ်တွေကိုတိုးပွားအောင်သင်ယူနိုင်ဖို့အတွက်ကူညီပေးနိုင်ပါတယ်။မိဘတယောက်အနေနဲ့ကလေးရဲ့အနာဂတ်အတွက်အကောင်းဆုံးလက်ဆောင်လေးတစ်ခုပေးလိုက်ပါဘာသာစကားစွမ်းရည်ဆိုတဲ့ကလေးတွေကျွမ်းကျင်ပြောတတ်ဖို့ကျွမ်းကျင်ဆိုတတ်ဖို့အတွက်အကောင်းဆုံးဘာသာစကားစွမ်းရည်ဆိုတဲ့လက်ဆောင်လေးတစ်ခုကိုပေးလိုက်ရအောင်ပါကျမတို့ဒီချက်ဝင်မှာကလေးစိတ်ပညာကိုသူတည်နာလောက်ကမျှဝေနေသူတစ်ယောက်ဖြစ်ပါတယ်ကလေးတွေရဲ့စိတ်ကိုနားလည်ပြီးသူတို့ရဲ့မျိုးအတွက်မိဘတွေဆရာတွေနဲ့အတူတူလက်တွဲလုပ်ကိုင်လျက်ရှိပါတယ်ကလေးတိုင်းကပျော်ရွှင်ပြီးကျန်းမာတဲ့စိတ်ခံစားချက်အတွေးအမြင်နဲ့အတူနာဂတ်ကောင်များပိုင်ဆိုင်စေချင်တာကတော့ကျမရဲ့ရည်ရွယ်ချက်ပါ